မြတ်စွာဘုရားအဆုံးအမကိုသိရှိနားလည်ပြီးတော့စိတ်ဓာတ်ကိုဖြူစင်အောင်ထားနိုင်မယ်ဆိုလို့ရှိရင်အင်တန်မှဘဝမှာရချိုးနှက်တယ်လို့ဒီလိုပြောတာအဲ့တော့ကိုချင်းသီလဆိုတာဟာမြတ်စွာဘုရားဆုံးမလေးရှိတယ်ကိုချင်းသီလနဲ့ပြည့်စုံဖို့ဆိုတာအဲ့တော့ကိုချင်းသီလဆိုတာပြောကြမယ်ငါးပါးသီလစောင့်တည်ထားတယ်ဥပုသ္တရင်ကာလမှာ7ပါးသီလစောင့်တည်တယ်အဲ့တော့ဒီသီလရဲ့အတိတ်အနက်ကိုနားလည်ဖို့နေ့စဉ်ဘဝမှာသီလနဲ့ဘယ်လိုနေရမယ်ဆိုတာအတိတ်အနက်တွေကိုနားလည်ဒီသီလဖြင့်နေထိုင်ခြင်းအကျိုးကျေးဇူးတွေဘယ်လိုရှိတယ်ဆိုဘာသာရေးကိစ္စတစ်ခုဒါမဟုတ်ဘူးကိုချင်းသီလဆိုတာဘဝအတွက်အရေးပါဘဝဆိုတာကိုယ့်ဘဝအတွက်များစွာအရေးပါတယ်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီစိတ်ကံရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့ငါးပါးသီလဆိုတာကိုယ်နဲ့လုပ်တဲ့အမှုနဲ့ပတ်သက်ပြီးစိတ်ကံထားတာပေါ့အရေးကြီးတဲ့စိတ်ကံချက်တွေထားတယ်ဘယ်လိုအရေးကြီးတဲ့စိတ်ကံထားတော့ဆိုရင်ငါလက်နဲ့ဘယ်တတ္တဝါမှမတတ်ဘူးမသေးစေရဘူးတရဝအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားမယ်ဘလောက်မွန်မြတ်တဲ့စိတ်ဓာတ်လဲနော်ကိုယ်လက်နဲ့မြည်သူကိုမှဒုက္ခမပေးဘူးငါအတွက်နဲ့တက်ရှိတတ္တဝါတကောင်ကောင်ဒုက္ခရောက်တာမဖြစ်စေရဘူးဆိုတာဒါစိတ်ကံချက်တစ်ခုဒိဋ္ဌံချက်ဒီဒိဋ္ဌံအလွန်မွန်မြတ်တယ်ဘာကြောင့်မွန်မြတ်တုံဆိုရင်ဒီကုသိုလ်ကောင်းဒီဘဝမှာတင်မဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ချမ်းသာပြီးတော့ဘေးရန်အန္တရာယ်ကင်းတယ်ဘေးရန်အန္တရာယ်ကင်းရုံမကနောင်ဖြစ်လျာဘဝတွေမှာကျမ်းမာခြင်းအသက်ရှိခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုသူခံစားရတယ်ပေါ့ဒီဘဝမှာကြည့်လေလူလာဖြစ်ပေမဲ့လို့တချို့ပုဂ္ဂိုလ်တွေဟာမွေးကြတဲ့ကယောဂနဲ့မွေးလာတာဆေးရုံနဲ့ဆေးကမ်းနဲ့မပြတ်ရဘူးတချို့ပုဂ္ဂိုလ်ကြတော့သက်80 90ထိအောင်ဘာဆေးမှတောင်ထိုးတာတောက်တာမလုပ်ရဘူးဆိုဘာဖြစ်လို့ဒီကွဲပြားခြားနားမှုဟာဖြစ်နေရတယ်လဲလို့တစ်ချိန်တုန်းကရဲဆက်ဆက်မိမိလက်နဲ့သူများကိုဒုက္ခပေးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်အတွက်ဒုက္ခတွေပြန်ယူနေရတာပဲပေါ့ဒီကြွေးတွေကိုဆက်နေရတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာလိုက်မယ်ငါလက်နဲ့မြည်သူကိုမှဒုက္ခမရောက်စေရဘူးမေတ္တာထားမယ်တတဝါအလုံးရဲ့အကျိုးစီးပွားကိုလိုလားမယ်ဆိုလိုတာကပါဏာတိပါဒကရှောင်းနေဆိုရင်ရှောင်းယုံတက်တက်နဲ့ပြီးလာလဲဆိုမပြီးဘူးနော်ဘာလို့တစ်ဖက်ကမေတ္တာထားသဗ္ဗပါဏဘူတေတုဟိတံနုကံပိဒီအလုပ်ပေါ်မှာအမတမဆက်ဆုပ်ရွံရှာပြီးတော့တတဝါတွေအလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုအခိုင်အမာထားနိုင်မှပါဏာတိပါဒရှောင်ကျင်ခြင်းဆိုတဲ့သိက္ခာပုဒ်ဟာလုံနေတဲ့အလုံးမဆိုမလုံနိုင်ဘူးပေါ့လွယ်လွယ်ကူကူနဲ့ပြည့်စည်သွားမယ်ဟောအရိဏဒါနဆိုလို့ရှိရင်လည်းကြည့်သူများပစ္စည်းကိုရယူခြင်းဖြင့်မြည်သူကိုမှစိတ်မဆင်းရဲစေဘူးငါပစ္စည်းကိုသူများယူသွားလို့ရှိရင်ငါလည်းစိတ်ဆင်းရဲမယ်အဲ့တော့သူများစိတ်ဆင်းရဲအောင်ကိုယ်ဒီလက်ရောက်ငါဘာမှမလုပ်ဘူးမတရားတဲ့နီးနဲ့သူများပစ္စည်းကိုမရယူဘူးတရားတဲ့နီးနဲ့ရတဲ့ပစ္စည်းကိုသာလည်းငါမမြတ်စင်စင်ကြဲကြဲတန်တန်ရှင်းရှင်းနေထိုင်မယ်လို့ဆိုတဲ့ဒီသိက္ခာပုဒ်ဟာလေကိုယ့်ရဲ့စီကံချက်တစ်ခုပဲပေါ့အဲ့ဒီလိုစီကံဆောက်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ပစ္စည်းဟာဘယ်တော့မှမပြည့်စည်ဘူးတဲ့သူများတွေကိုယ့်ပစ္စည်းရဟုတ်တို့မီးတို့မင်းဆိုရာဇာတို့ခိုးသားဓမြတို့အမွေကသားဆိုသမီးဆိုတို့ဆိုတာတွေကြောင့်ပျက်စီးရတဲ့အနေအထားမျိုးမရောက်ဘူးတဲ့ကိုယ်ပစ္စည်းဟာခိုင်မာတယ်ဒီအကျိုးကိုရတယ်နော်ကာမေတုမိစ္ဆာသာနာသူတော်ဘာသာမယားကိုစော်ကားမယ်ဆိုရင်အဲ့ဒီမိသားစုဟာအင်တန်မှစိတ်ဆင်းရဲစရာနဲ့ကြုံနိုင်တယ်ပေါ့ကိုမိသားစုကိုဒီလိုစော်ကားရင်လည်းကိုမိသားစုမှာစိတ်ဆင်းရဲမှုနဲ့ကြုံပါတယ်အဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး
တရားမဝင်နဲ့တရားမဲ့လောက်ရတဲ့နဲ့ကာမကိစ္စမျိုးတွေကိုတို့မလုပ်ဘူးရှောင်မယ်လို့စိတ်ကံချက်ထားပြီးတော့ကျင့်သုံးခြင်းအပြင်အများအတွက်စိတ်ချမ်းသာအောင်ဆောင်ရွက်ပေးတဲ့စိတ်ကံချက်တစ်ခုပဲပေါ့အဲ့ဒီစိတ်ကံချက်ရှိခြင်းအပြင်မိမိဒီဘယ်သူကိုမှအန္တရာယ်မပေးစိတ်ဆင်းရဲမှုကိုမဖြစ်စေတတ်လို့လူတော်လူကောင်းတယောက်ဖြစ်ကိုရအကယ်၍ကာမေတုမိစ္ဆာစာရမှုကိုကျူးလွန်ခဲ့အရက်ထဲမှာလူမုံအများခံရဆုံးပုဂ္ဂိုလ်ဖြစ်တတ်တယ်ပေါ့အလုံးကဒီပုဂ္ဂိုလ်အလိုလျောက်မျက်မုံကျိုးနေတတ်တယ်ဖြစ်လျက်ဘဝမှာလူတွေရဲ့ခင်မင်မှုကိုမရနိုင်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သီလဆောက်တည်ခြင်းရဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာလည်းရတယ်နောက်ဘဝတွေမှာလည်းရဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကအမှန်တမ်းလက်တွေ့ကြအဲ့ဒီလက်တွေ့ကြတဲ့အဆုံးအမတွေတဲ့ဒီကနေ့ကထာဝတ္ထုစကားပြောကြမယ်ဆွေးနွေးကြအချင်းချင်းမိတ်ဆွေသင်္ကာချင်းအလုပ်ကိစ္စဆွေးနွေးတာရှိမယ်အယူဝါဒဆွေးနွေးကြတာရှိမယ်သူ့အမြင်ကိုယ့်အမြင်ဖလှယ်ကြတာရှိမယ်ပေါ့အဲ့လိုဖလှယ်တဲ့အခါဆွေးနွေးပြောဆိုတဲ့အခါဘယ်လိုအနေအထားမျိုးနဲ့ကိုယ်တိုင်ကလည်းဆွေးနွေးရမယ်ကိုယ်နဲ့ဆွေးနွေးဘက်ကလည်းဘယ်လိုအနေအထားရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဆိုတာမြတ်စွာဘုရားကပြည့်ပြည့်စုံစုံဟောထားတာအဲ့ဒါလိုဟောထားပြီးလက်တွေ့မှာစကားစမြည်ပြောလို့တိုင်ပင်ဆွေးနွေးတဲ့အခါမှာဒီအချက်တွေနဲ့ကိုယ်တိုင်ကညီညွတ်အောင်ကြိုးစားလို့ကိုယ်နဲ့ဆွေးနွေးဘက်ဟာဒီအချက်တွေနဲ့ညီရလားဆိုတာညီတဲ့ပုဂ္ဂိုလ်မှဆွေးနွေးရမှာဖြစ်တယ်ပေါ့38ဖြာမင်္ဂလာတရားထဲမှာကာလေနဓမ္မတာကိစ္စဓမ္မနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာဆိုတာတခုထည့်ထားတယ်ပေါ့အဲ့တော့ဒီမှာတော့ဓမ္မတာကိစ္စတွေမကဘူးလောကရေးရာတွေစီးပွားရေးရာတွေလူမှုရေးရာတွေဆွေးနွေးတိုင်ပင်မှုတွေအမြင်အားလုံးနဲ့ပတ်သက်တဲ့ဆွေးနွေးတိုင်ပင်မှုတွေပါမြတ်စွာဘုရားခြုံငုံသုံးသပ်ပြီးတော့မိမိနဲ့ဆွေးနွေးတိုင်ပင်ဘက်ပုဂ္ဂိုလ်တွေရဲ့အနေအထားကိုရှင်းလင်းဟောကြားထားတာတဲ့ဒါကြောင့်မို့လောကမှာလူတိုင်းဟာစကားပြောပြီးဆိုလို့ရှိရင်အဓိကအခြေခံတာအကြောင်း၃မျိုးပဲရှိတယ်လို့ပြောတယ်ဒီသုတ်တံရဲ့အလုံးကိုဒါခြုံငုံပြောတာပေါ့အကြောင်း၃မျိုးပဲရှိတယ်ဘာကိုပြောတော့ဆိုအတိတ်ကအကြောင်းအရာကိုပြောပြီးတော့ဆွေးနွေးတာဖြစ်ချင်းဖြစ်ဆိုလိုတာကမနေ့ကအကြောင်းအရာကိုဆွေးနွေးတာဖြစ်နိုင်တယ်ဒါအတိတ်အကြောင်းအရာမနေ့ကပြီးခဲ့တဲ့ကိစ္စတစ်ခုအတွက်တိုင်ပင်ဆွေးနွေးတယ်ဟောလက်ဖြင့်ကအရေးတိုင်ပင်ဆွေးနွေးတာရှိတယ်သို့မဟုတ်အခုဒီကနေ့အရေးတိုင်ပင်ဆွေးနွေးတာရှိတယ်ဟောအဲ့တော့တိုင်ပင်ဆွေးနွေးပြီဆိုရင်ဒီ၃ခုကလွတ်တာမရှိဘူးမနေ့ကအကြောင်းဆွေးနွေးခြင်းဆွေးမယ်ဒီကနေ့အကြောင်းဆွေးနွေးခြင်းဆွေးနွေးမယ်နေ့ဖန်အကြောင်းဆွေးနွေးခြင်းဆွေးနွေးမယ်အတိတ်အနာဂတ်ပစ္စုပန်လို့ဆိုရင်ဒီအပိုင်းခြား၃ခုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာဒါဟာကထာဝတ္ထုဆွေးနွေးပွဲရာအကြောင်း၃မျိုးလို့ဘယ်အကြောင်းတွေပဲထက်စီးပွားရေးကိစ္စပဲဖြစ်ဖြစ်ပညာရေးကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်မိသားစုအရေးကိစ္စပဲဖြစ်ဖြစ်ဘာသာရေးကိစ္စပဲဖြစ်ဖြစ်ဆွေးနွေးရင်မနေ့ကအကြောင်းပဲဖြစ်နိုင်တယ်နောက်ရဲ့အကြောင်းအတွက်လည်းဖြစ်နိုင်တယ်သို့မဟုတ်ခဏဖြစ်နေတဲ့အကြောင်းလည်းဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီ၃မျိုးကိုမြတ်စွာဘုရားကရှင်းပြတယ်အဲ့တော့လူတယောက်နဲ့ဆွေးနွေးပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ကဲခတ်တတ်ရကိုယ့်ရဲ့ဆွေးနွေးဘက်ပုဂ္ဂိုလ်ကဲခတ်တတ်ဆွေးနွေးတဲ့ပုဂ္ဂိုလ်လားမဆွေးနွေးတဲ့ပုဂ္ဂိုလ်လားဆွေးနွေးမိလို့ရှိရင်ဆက်ဆွေးနွေးရမလားသို့မဟုတ်ဆွေးနွေးပွဲကိုရပ်ထားလိုက်ရမလားဒီဟာကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်အဲ့ဒါကိုစာပေနဲ့ပြောရင်ကထာတံပယောဂေနဘိက္ခွေပုဂ္ဂလောဝေတ္တဘောကထာတံပယောဂဆိုစကားချင်းနှီးနှောတယ်တယောက်နဲ့တယောက်စကားပြောကြည့်လိုက်တယ်နော်စကားလက်ဆောင်ကြားလိုက်တယ်ဒါတမ္မာစကားဘယ်လိုစကားမျိုးပဲဖြစ်ဖြစ်ပေါ့အလေးနဲ့ကြတော့ပိုအရေးကြီးတာပေါ့နော်ရေးကြီးတဲ့အကြောင်းအရာတစ်ခုစကားချင်းနှီးနှောကြည့်လိုက်တဲ့အခါမှာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနေအထားထင်ထင်ရှားရှားကြီးပေါ်လာနိုင်တယ်ပေါ့
အဲ့ဒီပေါ်လာတာဟာယတိဝါကိစ္ဆောယတိဝါအကိစ္ဆောကိစ္ဆဆိုတာဆွေးနွေးထိုက်တဲ့ပုဂ္ဂိုလ်တာကိစ္ဆနဲ့အတူတူပဲဆွေးနွေးထိုက်သလားအကိစ္ဆမဆွေးနွေးထိုက်တဲ့ပုဂ္ဂိုလ်လားဒီဟာနှစ်ခုခွဲခွဲပြားပြားသိလာမယ်တဲ့အဲ့ဒီမဆွေးနွေးထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားခွဲခြားပြီးတော့ဟောထားတယ်နော်ခွဲခြားပြီးတော့ဟောထားတယ်၅မျိုးအပိုင်း၅ပိုင်းနဲ့ခွဲပြီးတော့မြတ်စွာဘုရားဟောထားတယ်တခုကတော့ပုဂ္ဂိုလ်တယောက်ဟာစကားလက်ဆောင်ကြလို့ပြောပြီးတော့နော်မေခွန်းမေးလိုက်တဲ့အခါမှာတယောက်ယောက်ကိုမေခွန်းထုတ်ကြည့်တယ်အဲ့ဒါလို့မေခွန်းထုတ်ကြည့်တဲ့အခါမှာမေခွန်းဆိုတာအဖြေရှိတဲ့မေခွန်းရှိတယ်အဖြေမရှိတဲ့မေခွန်းရှိတယ်ပေါ့အဲ့ဒီမှာအဖြေကိုကြည့်ပြီးတော့ဖြေဆိုမှုကိုကြည့်ပြီးတော့လူကိုအကဲခတ်လို့ရတယ်လေလူကိုအကဲခတ်လို့ရတယ်အဲ့တော့လူကိုအကဲခတ်တတ်ဖို့ရအတွက်မေခွန်း၄မျိုးကိုရှေးဥစွာမှတ်သားရတယ်ပါတော့ဆိုရင်ဧကန္တဗျာကရဏိယမေခွန်းနဲ့ဧကန္တဗျာကရဏိယမေခွန်းဆိုတာမေးရင်ခုခေတ်ဆိုရင် yes no ပေါ့ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဒီတခွန်းပဲဖြေရမယ်နော်တထစ်ချဖြေရမယ်မေခွန်းမျိုးကိုတထစ်ချဖြေတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အကယ်၍မဖြေတတ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်နဲ့ဆက်ဆွေးနွေးဖို့မဖြစ်ဘူးတဲ့မေခွန်းတစ်ခုကမေးလိုက်လို့ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဒီနှစ်ခုပဲအဖြေထွက်တယ်အဲ့ဒီမေခွန်းနှစ်ခုကိုတိတိပပမဖြေဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆက်ဆွေးနွေးရမယ့်ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတဲ့ဓမ္မနဲ့ပတ်သက်ပြီးတော့ပြောမယ်ရုပ်တရားဟာအနိစ္စလားလို့ဒီလိုမေးလို့ရှိရင်ဟုတ်တယ်အနိစ္စဒီတခေါက်ပဲဖြေရမယ်နော်ဒါဧကန္တဗျာကရဏိယတထစ်ချဖြေဆိုရမယ့်မေခွန်းကိုတထစ်ချပဲဖြေဆိုအောင်အဲ့ဒါမဟုတ်ဘဲနဲ့ဝိလေကြောင့်မှဖြေရင်မတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့စကားမပြောထိုက်တဲ့မဆွေးနွေးထိုက်တဲ့ပုဂ္ဂိုလ်တွေမှာပါတယ်နောက်တစ်ခုကဝိပစ္စဗျာကရဏိယဝိပစ္စဗျာကရဏိယဆိုတာတချို့မေခွန်းကခွဲပြီးတော့ဖြေရတယ်ခွဲခြားစိတ်ဖြာပြီးဖြေမှအဖြေမှန်ရတယ်ခွဲခြားစိတ်ဖြာပြီးဖြေရမယ့်မေခွန်းမျိုးကိုခွဲခြားပြီးတော့မဖြေဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမဆွေးနွေးတဲ့မို့ခွဲခြားပြီးတော့ဖြေရမယ့်မေခွန်းမျိုးကိုခွဲခြားပြီးတော့ဖြေတဲ့ပုဂ္ဂိုလ်သာနဲ့စကားဆွေးနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒါဖြင့်ခွဲခြားပြီးတော့ဖြေရမယ့်မေခွန်းဆိုတာဘယ်လိုဟာလဲလို့မေးတဲ့အခါမှာအနိစ္စဟာရုပ်တရားလားမမြဲတာဟာရုပ်တရားလားလို့ဒီလိုမေးလို့ရှိရင်ဖြေရမယ်လေသူကအနိစ္စရုပ်တရားတစ်ခုတည်းမဟုတ်ဘူးအနိစ္စဝေဒနာလည်းအနိစ္စပဲသင်ညာလည်းအနိစ္စပဲသင်္ခါရလည်းအနိစ္စပဲဝိညာဉ်လည်းအနိစ္စကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ရုပ်တည်နာမ်တွေအားလုံးဟာအနိစ္စအဲ့တော့စာလို့ပြောနေတော့ရုပ်ဝေဒနာသင်ညာသင်္ခါရလို့ဝိညာဉ်လို့ဆိုတာစာထဲမှာပါတာတွေကြီးပဲလားစာထဲမှာပါလို့ပြောတာလားလို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာမှာရှိတဲ့ကဲမျက်စိနားနာလျှာကိုယ်လူတိုင်းမျက်စိရှိတယ်အဲ့ဒီမျက်စိအာယုံကိုမယူတတ်လို့မြုပ်လို့ရုပ်လို့ခေါ်တာပဲအဲ့ဒီရုပ်ဟာမြဲသလားဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ဒီမျက်စိလေးဟာသာဝရကိုယ်မှာမြဲနေသလားပြောင်းလဲမှုမရှိဘူးလားဆိုဘယ်ဟုတ်နိုင်ငံတော်ကမျက်စိကကြီးလင်းလေးတောက်ပြောင်နေတဖြည်းဖြည်းမျက်စိကမှုံဝါလာတာနော်နောက်ဆုံးမှာဒီသူ့ရဲ့သဘာဝနဲ့မမြင်နိုင်တဲ့အခါကျတော့ဒီမျက်မှန်တွေဘာတွေတက်ရတာတို့ဘာလို့ဖြစ်လာတယ်မျက်စိဆရာဝန်စီပြရတာတို့ဟောမျက်စိရဲ့မမြဲတဲ့သဘောဟာတာမန်စဉ်းစားကြည့်ုံနဲ့မမြဲတာဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါလို့ဝေဒနာဆိုတာကိုယ့်ရဲ့ခံစားချက်
ဝမ်းသာတယ်ဝမ်းမသာဘူးကလေးလေးကစပြီးတော့ဝမ်းသာတာရှိတယ်ဝမ်းနေတာရှိတယ်နော်အဲ့ဒီဝမ်းသာမှုဝမ်းနေမှုတွေရောဖြစ်လာပြီးတဲ့နောက်အမြဲနေတဲ့အရာတွေလားဆိုမဟုတ်ဘူးအမြဲတမ်းဝမ်းသာနေတာလည်းမရှိဘူးအမြဲတမ်းဝမ်းနေနေတာလည်းမရှိဘူးပေါ့ဖြစ်ပြီးရင်ပြောင်းလဲသွားတဲ့သဘောမှုဒါလည်းအနိစ္စတင်ညာဆိုတာမှတ်သားတဲ့သဘောအာယုန်တစ်ခုကိုတွေးလိုက်တဲ့အခါမှာစိတ်ကနေမှတ်လိုက်တာလူမြင်လိုက်ရင်လည်းမှတ်လိုက်တယ်ဒီပုဂ္ဂိုလ်ရဲ့သဘင်ပုံစံနာကဘယ်လိုအယက်အမောင်းကဘယ်လိုအသားရောင်ကဘယ်လိုဘယ်ဟာဝတ်လာတယ်ဆိုတာမှတ်ထားလိုက်တာနောက်တစ်ခါတွေ့ရင်အဲ့ဒီအမှတ်အသားတိုင်းသိတယ်အကယ်၍ပုံတံပြောင်းလာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မမှတ်မိပြန်တော့ဟောတင်ညာလို့ခေါ်တယ်နော်အဲ့ဒီတင်ညာဟာလည်းမြဲသလားလို့ဆိုမမြဲဘူးဒီလိုပြောတာသင်္ခါရဆိုတာကျတော့ဒီတဲ့ကျေပြတ်နေပေါ့သင်္ခါရဆိုတာတွေးတာကြံတာစိတ်ကူးတာတွေအလုံးဟာလည်းမြဲတာလိုချင်တာတွေမုန်းတီးတာတွေဒါတွေအလုံးဟာသင်္ခါရတွေပဲဒါတွေဟာလည်းမြဲသလားလို့ဆိုစိတ်ထဲမှာဖြစ်တဲ့အရာတွေတခုမှမြဲတာမရှိဘူးဝိညာဏဆိုတာအသိစိတ်ကလေးကိုပြောတာလူတွေပြောလို့ရှိတယ်ငါစိတ်နဲ့ပြောတယ်အသိစိတ်လေးအဲ့ဒီအသိစိတ်လေးဟာလည်းမြဲလားဆိုမမြဲဘူးတဲ့ဒါကြောင့်မို့ဒီမေးခွန်းမေးတဲ့အခါမှာအနိစ္စဟာရုပ်လားလို့ဒီလိုမေးလိုက်ပြီဆိုလို့ရှိရင်အေးအနိစ္စဆိုတာရုပ်တစ်ခုလည်းမဟုတ်ဘူးဝေဒနာရောတင်ညာရောသင်္ခါရရောဝိညာဉ်ရောအနိစ္စပဲလို့ဒီလိုခွဲပြီးတော့ဖြေနိုင်ရမယ်လို့ဒီလိုပြောတာနော်ဒါမှအကယ်၍အနိစ္စဟာရုပ်လားလို့ဟုတ်တယ်လို့ဖြေလိုက်လို့ရှိရင်သူ့အဖြေကမှားနေတယ်မပြည့်စုံတဲ့အဖြေဖြစ်သွားတယ်အနိစ္စဟာရုပ်တစ်ခုတည်းမဟုတ်ဘူးလို့ခွဲခြားစိတ်ဖြာပြီးဖြေဒါမျိုးကိုပြောတာဝိပစ္စပြာကရဏီယတဲ့ခွဲခြားပြီးတော့ဖြေရမယ်မေခွန်းကိုခွဲခြားပြီးတော့ဖြေရမယ်တတိချဖြေရမယ်မေခွန်းကိုတတိချဖြေရမယ်ဟောနောက်တစ်ခုကပฏิပု္ပ္ပာပြာကရဏီယပြန်ပြီးတော့မေးပြီးတော့မှဖြေရမှာနော်ပြန်ပြီးတော့မေခွန်းမေးထုတ်ပြီးတော့မှဖြေရမှာအဲ့ဒီလိုမေခွန်းကြတော့ဘယ်လိုပြောရမှာတော့ဆိုတဲ့ခါအလုံးဟာအနိစ္စလားလို့မေးလိုက်တယ်အလုံးဟာအနိစ္စလားဆိုအလုံးဆိုတာတခုမှမကြံတဲ့ခန္ဓာ၅ပါးတည်းမကဘူးနိဗ္ဗာန်မှာပါနေတယ်ဆိုရင်အလုံးဟာအနိစ္စလားလို့မေးလို့ရှိရင်အဲ့ဒီအလုံးဟာဘာကိုရည်ရွယ်တာတုံးလို့ပြန်မေးရမယ်မေးတဲ့အခါမှာသူကယုံ nant တရားအလုံးလို့ဆိုရင်သူ့ကိုပြန်မေးခွန်းထုတ်ရအလုံးဆိုတာယုံ nant နေပြောတာလားရှိသမျှအကုန်လုံးကိုပြောတာလားသင်္ခတအသင်္ခတသင်္ခတတရားရောအသင်္ခတတရားရောဒီနှစ်ခုလုံးကိုရည်ညွှန်းတာလားလို့ဆိုမဟုတ်ပါဘူးသင်္ခတတရားအလုံးကိုရည်ညွှန်းတာပါဆိုရင်အေးသင်္ခတတရားအလုံးရည်ညွှန်းရင်တော့ဟုတ်တယ်အနိစ္စဒီလိုပဲပြောရမှာနောက်တစ်ခုကရုပ်တရားဟာမမြဲယုံပဲလားလို့ဆိုမဟုတ်ဘူးမမြဲယုံနဲ့မဟုတ်ဘူးနော်ဆင်းရဲတာလည်းပါတယ်ကိုမပိုင်တာလည်းပါတယ်လို့ဒီလိုဖြေတာအဲ့ဒါလို့ပြန်လည်မေးခွန်းထုတ်ပြီးမှဖြေရတဲ့ဟာမျိုးကိုအကရဏိယလို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ထပနိယဗျာကရဏိယမေးခွန်းတော့တက်လာတယ်မဖြေပဲထားရတဲ့မေးခွန်းလောကမှာအဖြေမထွက်တဲ့မေးခွန်းဆိုတာရှိတယ်ကိုယ့်အကိုဖြေချိပေါ့နော်သာသမီမထွန်းကားတဲ့အမျိုးသမီးရဲ့သားဟာအယတ်ထွားသလားအယတ်ပုသလားလို့မေးရင်ဘယ်လိုလုပ်ဖြေသူ့မှာသားသမီးမှမရှိတာအဲ့ဒီမရှိတဲ့သားသမီးဟာအယတ်ထွားသလားအယတ်ပုသလားဆိုဖြေလို့ရတဲ့မေးခွန်းမဟုတ်ဘူးလေအဲ့ဒါလို့ဖြေလို့မရလို့ရှင်ဖြေเสียမလို့တဲ့မေးခွန်းလို့ဒီလိုပြောတာမြတ်စွာဘုရားကအဲ့ဒီလိုမေးခွန်းတွေနဲ့ပတ်သက်ပြီးတော့မဖြေတာတွေ10မျိုးတောင်ရှိတယ်ပေါ့အဲ့ဒါကိုအဗျာကတမေးခွန်း unanswered question လို့ခေါ်တယ်မိစ္ဆာအယူဝါဒအနေနဲ့ပတ်သက်ပြီးတော့ဖြေလို့မရတဲ့မေးခွန်းကိုမဖြေပဲထားရတယ်အဲ့ဒီမဖြေပဲထားခြင်းဒီပဲနဲ့အဖြေမှန်လို့ဒီလိုဆိုမှာပေါ့နော်ကို့မှာကားမရှိဘူးအဲ့ဒီကားဟာဂျပန်မှာလှုပ်ထားလားတရုတ်ပြည်မှာလှုပ်ထားလားဘယ်လိုလုပ်ဖြေမရှိတဲ့ကားကဘယ်လိုလုပ်ပြီးဂျပန်လှုပ်
တယုံလို့ဖြစ်မလဲအဲ့ဒါမျိုးကိုဆိုလိုတာနော်အဲ့ဒါမျိုးကဖြေလို့မရတဲ့အရာဒီလိုဆိုလိုတယ်အဲ့တော့မေးခွန်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကလူကိုအကဲခတ်တတ်ဖို့ဒီပုဂ္ဂိုလ်ဟာမေးခွန်းမေးလိုက်တဲ့မေးခွန်းလေးမျိုးတွေကဖြေတဲ့အခါမှာစနစ်တကျဖြေနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်အေးဒီပုဂ္ဂိုလ်နဲ့ဆွေးနွေးသင့်တယ်နော်စနစ်တကျမဖြေတတ်ဘူးဆိုရင်အေးဒီပုဂ္ဂိုလ်ကဆွေးနွေးရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဒီလိုပုဂ္ဂိုလ်ကိုအကဲခတ်တတ်ဖို့မြတ်စွာဘုရားဒီလိုဟောတာနော်ဟောနောက်တစ်ခုနံပါတ်2ကျတော့ဒီလိုပဲပုဂ္ဂိုလ်တူတယောက်ကိုမေခွန်းထုတ်ကြည့်လိုက်မေခွန်းထုတ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အခြေအနေကဲခတ်ခြေအနေကဲခတ်ရမယ်ဆိုဒီလူတိုင်းဟာစကားဆွေးနွေးပြီဆိုတဲ့အခါကြလို့ရှိရင်သူကအမှန်တရားပေါ်မှာယက်တည်ဖို့အမတန်မှအရေးကြီးတာအပြောင်းအလဲတွေလောက်တတ်တဲ့ပုဂ္ဂိုလ်ရှောင်တိတ်တဲ့ပုဂ္ဂိုလ်မျိုးတွေဟာစကားမပြောရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေအဲ့တော့မေခွန်းမေးကြည့်လိုက်တဲ့အခါမှာအကြောင်းဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဆိုတဲ့ပုံမှာတီတီတက်နက်အခြေခံပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်မျိုးသာဖြစ်ရမယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအခြေအနေရပြောင်းပြောတတ်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင်မဆွေးနွေးရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးနော်ဆိုလိုတာကကိုယ့်ရဲ့ယတ္တိဖြစ်ပုံမှာခိုင်ခိုင်မာမာရှိရမယ်ခိုင်ခိုင်မာမာရှိရဟောနောက်တစ်ခုကတော့ပရိကပ္ပေနတန်ထေတိသူတွေးထားတဲ့မေကွန်မေးလိုက်တဲ့အခါမင်းဒါမေးတာမဟုတ်လားလို့ပြောတဲ့အခါမှာကိုတွေးထားတာကတစ်မျိုးကိုမေကွန်ကိုအတွေးကိုလူသိတယ်ဆိုပြီးတော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဟာဒါမယိုးသားတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ကိုတွေးထားတဲ့အတိုင်းပဲယက်တည်ရမယ်တဲ့အဲ့ဒါလို့တွေးထားတဲ့အတိုင်းယက်တည်တဲ့ပုဂ္ဂိုလ်မျိုးနဲ့သာစကားဆွေးနွေးရမယ်မယက်တည်ဘူးကောက်ကျစ်တဲ့ပုဂ္ဂိုလ်မျိုးနဲ့မဆွေးနွေးရဘူးတဲ့နောက်တစ်ခုကျတော့အညာအညာတဝါတွေနတန်ထိထာတိတချို့ကမသိရင်မသိဘူးဆိုတဲ့ပုံမှာဝန်မခံဘူးမသိတာကိုလည်းသိချင်အောင်ဆောင်တယ်ပေါ့အဲ့ဒါလို့မသိတာကိုသိချင်အောင်ဆောင်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆွေးနွေးရဘူးတဲ့ဟောနောက်တစ်ခုကဘယ်သူတုံးဆိုလို့ရှိရင်ပฏิပဒါယနတန်ထေတိနတန်ထာတိလူဆိုတာစီကံရှိတယ်ပေါ့စီကံချက်ရှိတယ်အဲ့ဒီစီကံချက်နဲ့ညီညွတ်စွာယက်တည်ဖို့လိုအပ်တယ်အဲ့တိုင်းမနေဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းမဆွေးနွေးတယ်မဟုတ်ဘူးလေဒီနေရာမှာမြတ်စွာဘုရားကထို့သုတ်တန်တွေမှာဘာသာခြားပုဂ္ဂိုလ်တွေနဲ့သို့မဟုတ်ပြပိုက်တို့စကားအပြောင်းလဲလောက်တတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကစကားကိုချုပ်ကင်လေးရှိတယ်ချုပ်ကင်လေးရှိတယ်အေးစကားဆွေးနွေးကြရအောင်လို့ဆိုတဲ့အခါမှာနော်ဆွေးနွေးကြမယ်ဆိုလို့ရှိရင်ဒီသိလို့တဲ့စိတ်နဲ့ဆွေးနွေးတာဖြစ်ရမယ်ဆွေးနွေးတဲ့အခါမှာအကယ်မသိဘူးဆိုရင်မသိတာကိုဝန်ခံရမယ်ဝန်ခံပြီးတဲ့အခါမှာရှင်းလင်းပြဖို့သူ့ကိုပြန်မေးရမယ်အဲ့ဒါလို့ဆိုရင်စကားဆွေးနွေးမယ်အနှုတ်မဟုတ်ဆိုရင်မဆွေးနွေးဘူးရှင်နာဂတိနဲ့မိလိန်နာမင်းစကားဆွေးနွေးမယ်လို့လုပ်တဲ့အခါကျရှင်နာဂတိကပြောတယ်စကားဆွေးနွေးမှာမင်းဆိုရာစာအနေနဲ့ဆွေးမှာလားပညာရှိအနေနဲ့ဆွေးနွေးမှာလားလို့မေးတယ်မင်းဆိုရာစာအနေနဲ့ဆွေးနွေးမှာဆိုရင်မဆွေးနွေးနိုင်ဘူးတဲ့ပညာရှိအနေနဲ့ဆွေးနွေးမှာဆွေးနွေးနိုင်မင်းဆိုရာစာဆိုတာ तू ကအကုန်လုံးအနိုင်ယူမှာပဲ तू ပြောတာအမှန်ပဲလိုက်ရမှာလေအဲ့ဒါမင်းဆိုရာစာဆွေးနွေးနည်းလို့ခေါ်တယ်ပညာရှိဆွေးနွေးနည်းဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးအမှန်ကိုအမှန်တိုင်းဝန်ခံရမယ်မှားရင်လည်းမှားတယ်လို့ဝန်ခံရမယ်ရိုးသားရမယ်ဖြောင့်မတ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မှစကားဆွေးနွေးမှုဆိုဖြစ်တယ်တဲ့အနှုတ်မို့တစ်ဖက်သားအနိုင်ယူပြီးတော့ပြောတာမျိုးတွေကြတော့ဒါစကားဆွေးနွေးလိုက်တဲ့အနေအထားမျိုးမဟုတ်ဘူးလို့ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားကရှင်းပြဟောနောက်တစ်ခါတတိယအချက်အနေနဲ့ပြောတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေဟာဆွေးနွေးပြီးတိုင်ပင်ပြီးပြောဆိုကြပြီးဆိုတဲ့အခါမှာမယိုးသားချဘူးတဲ့အင်းကြီးနေညာပฏิစရတိစကားတစ်ခုနဲ့တစ်ခုဖုံးကွယ်ထကြတယ်ပေါ့စကားကိုလှီးလွဲပြီးတော့ပြောသွားတယ်
ပြောနေတဲ့စကားအချက်တစ်ခုကိုလှီးလွဲပြီးတော့အဲ့လိုပြောသွားတတ်တယ်တဲ့အဲ့ဒါလို့လှီးလွဲပြီးတစ်ခုနဲ့တစ်ခုလှီးလွဲပြီးတော့စကားကိုရှောင်လွဲပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းမဆွေးနွေးရဘူးလို့ဒီလိုဆိုတာမေးတာကတခြားပြောတာကတခြားเนาะဆိုပါတော့မေကွန်ထုတ်တာမင်းတစုံတစ်ခုအပြစ်ရှိနေတယ်ဆိုတာသိလားလို့ဆိုရင် तू ကဘာပြောတော့ငါဟင်းနဲ့ထမင်းစားလာခဲ့ပြီဒီလိုပြောတာမျိုးပေါ့เนาะအဲ့ဒါလို့စကားကိုရှောင်လွဲပြီးတော့တခုဘေးစကားတစ်ခုနဲ့ရှောင်လွဲပြီးတော့တိမ့်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုမဆွေးနွေးရဘူးလို့ဒီလိုပြောတာမျိုးเนาะအပြိုင်နိုင်ပြောပြီဆိုရင်ဒါမျိုးတွေကဖြစ်လာတတ်တယ်နောက်တစ်ခုကတော့ဗဟိတကထံအပနာမေတိအပြင်စကားတွေထည့်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်မျိုးတွေကိုလည်းမဆွေးနွေးရဘူးလေအဲ့ဒါမျိုးတွေလည်းဆွေးနွေးပြီးမလုပ်ရဘူးတဲ့နောက်တစ်ခါတချို့ပုဂ္ဂိုလ်ကြတော့တိုင်ပင်ဆွေးနွေးပြီဆိုလို့ရှိရင်သူကဘာလုပ်လဲဆိုရင်သူကအနိုင်ရခြင်းတော့သူချုပ်ရင်းချက်ကိုထောက်လိုက်တာနဲ့သူကဒေါသထွက်တယ်စိတ်ဆိုးတယ်ဒါကြောင့်မို့လို့ဗမာပြည်မှာအရင်တော့ကအဘိဓမ္မာတန်လို့ပရမတ်တွေတန်ပြီးတော့လူကြီးတွေဟာညဉ့်ညခုန်ကြတယ်ဆိုတာကြားဘူးတယ်မဟုတ်လားမန္တထဲမှာအငင်းခုန်လုံးကြတယ်လေအငင်းခုန်လုံးရင်းကနေပြီးတော့လက်ဖက်ပကံတွေပါတွေကွဲကုန်တယောက်နဲ့တယောက်ရံဖြစ်ပြီးတော့ပေါက်ကြပြုတ်ချမယ်အဲ့ဒါလို့ကောပင်စဒေါသင်္စအပစ္စယင်စပါတုကရောတိဆွေးနွေးပွဲကနေညှင်းခုန်လာကြတယ်ညှင်းခုန်ပွဲဖြစ်သွားတယ်အဲ့ဒါမျိုးလည်းမဆွေးနွေးရဘူးတဲ့အဲ့ဒါလို့ပုဂ္ဂိုလ်မျိုးနဲ့လည်းမဆွေးနွေးရဘူးဆွေးနွေးတယ်ဆိုတာအမှန်တရားကိုသိဖို့အနိုင်ရဖို့ဆိုတာမဆွေးနွေးရဘူးဒီလိုပြောတာနော်အနိုင်ယူပြီးတော့ဆွေးနွေးတာမျိုးမဖြစ်စေရဘူးပေါ့ဟောနောက်တစ်ခါနံပါတ်၄အနေနဲ့မြတ်စွာဘုရားကပြောတယ်တချို့ပုဂ္ဂိုလ်ကဆွေးနွေးပြီးဆိုတဲ့အခါသူကဆွေးနွေးပွဲမှာအနိုင်ရခြင်းသည့်အတွက်ကြောင့်တသေတာရကတွေအမျိုးမျိုးမပြေးနိုင်အောင်တစ်ဖက်သားပြောလို့မရအောင်သူကတာရကတွေအများကြီးဆောင်ပြပြီးတော့ပြောနေတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့လည်းမဆွေးနွေးရဘူးတဲ့စကားပြောတယ်ဆိုတာတစ်ဖက်သားကိုလည်းအခွင့်အရေးပေးရတယ်ပေါ့ဟောနောက်တစ်ခုကတော့အဘိမတ္တတိအနိုင်ယုံနေမကဘူးတစ်ဖက်သားကိုချိုးနှိမ်ပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်မျိုးလည်းမဆွေးနွေးရဘူးတဲ့နောက်တစ်ခုကတစ်ဖက်သားကစကားပြောဆိုနေတဲ့အခါမှာလက်ခုပ်လက်ဝါးတဲပြီးတီးပြီးတော့လက်ခုပ်လက်ဝါးတီးပြီးတော့ကျဲလောင်စွာရေမောပြီးပြည့်ရပြုတ်တတ်တဲ့ပုဂ္ဂိုလ်မျိုးလည်းမဆွေးနွေးရဘူးတဲ့မြတ်စွာဘုရားရဲ့အဆုံးစကားပြောဆိုတဲ့အခါမှာဘယ်လိုပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးပြီးဘယ်လိုပုဂ္ဂိုလ်တွေနဲ့မဆွေးနွေးရတာတော့ဆိုတာကိုမြတ်စွာဘုရားကဆုံးမဩဝါဒပဲလူတွေမှာလူယဉ်ကျေးမှုနော်ပညာရှိဆိုတာဖြစ်လာအောင်မြတ်စွာဘုရားကသွန်သင်ဆုံးမပေးတာတဲ့ဟောနောက်တစ်ခါကြတော့တရားပွဲမှာတရားနာတာပဲဖြစ်ဖြစ်စာပေပညာသင်ယူတဲ့အခါမှာပဲဖြစ်ဖြစ်ဘောဓုတစီဘူးအထုတ်တဲ့အခါမှာပဲဖြစ်ဖြစ်ဘယ်လိုသင်္นานကိုတက်တာပဲဖြစ်ဖြစ်နော်ပညာရတစ်ခုရရှိလောင်လုပ်တဲ့အခါမှာအရေးကြီးတာဘာလဲလို့ဆိုရင်နားဆိုင်ထောင်မှုဟာအရေးကြီးဆုံးပဲဒါကအဆိုးလားဒါကအကောင်းလားဆိုတာနားဆိုင်ပြီးတော့ထောင်အောင်နားဆိုင်ထောင်တယ်ဆိုတာနော်အလေးနဲ့ထားပြီးတော့နားဆိုင်ထောင်တာအပြင်းပြေတဲ့အကြောင်းအရာလားတန်ဖိုးရှိတဲ့အရာလားကိုယ့်အတွက်ဘဝမှာအသုံးကျတဲ့ပညာရလားဆိုတာသေသေးချာချာနားဆိုင်ထောင်တတ်ရမယ်ဒါမို့မြတ်စွာဘုရားကတရားဟောတိုင်းယဟန်တွေကိုဆုံးမလေးရှိတယ်တတိပေးလေးရှိတယ်တန်တုနာထမတာဒုက္ကံမနတိကရောထဒီစကားဟာတရားဟောတိုင်းမြတ်စွာဘုရားကတတိပေးတာငါဟောမဲ့တရားကိုတဲ့ကောင်းကောင်းကြီးနားထောင်ကြစိတ်ထဲမှာနှလုံးသွင်းထားကြဆင်ញင်စဉ်းစားကြလို့ဒီလိုပြောတာနော်ဘာလို့လဲဆိုတော့အဆုံးမဩဝါဒဆိုတာအရေးကြီးတယ်လောကလူတွေဟာအဆုံးမဩဝါဒနဲ့ခင်းပြီးတော့ချီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့ကိုယ်တိုင်သိနိုင်တာအမှန်တမ်းနည်းတယ်အဆုံးမဩဝါဒအရာ
သိအောင်ကြိုးစားကြအဲ့လိုကြိုးစားတဲ့အခါအောဟိတသောတာလို့ခေါ်တယ်နားဆိုင်ပြီးတော့ထောင်စိတ်အာယုံစိုက်ပြီးတော့နားထောင်တယ်အဗ္ဗဓမ္မအကျိုးကျေးဇူးဖြစ်စေနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတတိပေးတယ်အနောဟိတသောတောအနုပနိသောဟောတိနားဆိုင်မထောင်ဘူးဆိုရင်အကျိုးရှိမှာမဟုတ်ဘူးတဲ့ဩဟိတသောတောပဥပနိသောဟောတိနားဆိုင်ထောင်တဲ့ပုဂ္ဂိုလ်အတွက်ကြီးမားတဲ့အကျိုးတစ်ခုရနိုင်တယ်လို့ဒီလိုဟောတာနော်တရားနာတဲ့အခါမှာလည်းပဲဒီလိုနားဆိုင်ပြီးတော့ထောင်ရမယ်တဲ့အဲ့တော့နားဆိုင်ထောင်ပြီးတဲ့အခါအရေးကြီးတာဘာလို့ဆိုဆောင်တဲ့နာနဲ့ရှောင်တဲ့နာဘုရားဟောတဲ့တရားထဲမှာလိုက်နာရမယ့်တရားရှိတယ်လို့စွန့်ပယ်ရမယ့်တရားတွေလည်းရှိတယ်သိအောင်လုပ်ရမယ့်တရားတွေရှိတယ်လို့ကိုယ်ကိုယ်တိုင်လက်တွေ့ရောက်အောင်လုပ်ရမယ့်တရားတွေရှိတယ်ပေါ့အဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းနားလည်အောင်တတိထားပြီးတော့နားဆိုင်ထောင်ရမယ်လို့ဒီလိုပြောတာအဲ့တော့နားဆိုင်ထောင်လိုက်တဲ့ဖြင့်ဘယ်လိုအကျိုးတွေရှိတုံးဆိုရင်တရားဓမ္မနဲ့ပတ်သက်လာတဲ့အခါကျတော့ဘယ်ရာပဲဖြစ်ဖြစ်နော်ခွဲခြားပြီးတော့သိဖို့လိုတာပေါ့တချို့တရားကပိုင်းခြားသိဖို့လိုတယ်တချို့တရားကကိုယ်တဏ္ဍာမှာမဖြစ်အောင်တားဆီးဖယ်ရှားဖို့လိုတယ်တချို့တရားကကိုယ်တဏ္ဍာမှာကြီးပွားတိုးတက်လာအောင်လုပ်ဖို့လိုတယ်တချို့တရားကြတော့ကိုယ်စိတ်ထဲမှာဖြစ်ပွားလာအောင်လေ့ကျင့်ပြီးတော့ယူရမယ့်ဟာဖြစ်တယ်တချို့တရားကြတော့ကိုယ်ကိုယ်တိုင်ကနေပြီးတော့မျက်မှောက်ပြုပြီးလက်တွေ့ရရှိဖို့လိုအပ်တယ်လို့ဆိုလိုတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကဆွေးနွေးတယ်တိုင်ပင်တယ်ဆိုတာဘာအတွက်လဲလို့ဆိုရင်နောက်ဆုံးဟာစိတ်ဓာတ်လုံးဝလွတ်မြောက်သွားဖို့ဆိုတဲ့အကျိုးကျေးဇူးအတွက်ပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေဟာဒီအကျဉ်းချုပ်ပြီးတော့ပြောလိုက်မယ်လို့ဆိုလို့ရှိရင်ကဲတရားဆိုတာအကျယ်ကြီးဖြစ်သည့်အတွက်ကြောင့်ကိုယ်တဏ္ဍာမှာဖြစ်တာလေးတွေတခုကြည့်အောင်ကိုယ်တဏ္ဍာမှာဖြစ်တယ်မြင်တဲ့အချိန်လေးမှာကြည့်လိုက်မြင်တဲ့အခိုက်ကလေးမှာကြည့်လိုက်မြင်တယ်လို့ပြောတဲ့အချိန်မှာဘာတွေရှိတယ်လဲအချင်းချုပ်ကိုပြောကြည့်မယ်ဆိုလို့ရှိရင်မျက်စိရှိတယ်မြင်စရာအာယုံတစ်ခုရှိတယ်မြင်မှန်းသိလိုက်တဲ့စိတ်ရှိတယ်ထိုစိတ်ဟာအာယုံနဲ့ဆက်သွယ်လာတဲ့အကြောင်းတစ်ခုရှိလာတယ်စိတ်ထဲမှာကျဉ်တ်တယ်မကျဉ်တ်ဘူးဝမ်းသာတယ်ဝမ်းမသာဘူးဆိုတာဖြစ်လာတယ်ဆိုတော့စာလို့ပြောလိုက်မယ်ဆိုလို့ရှိရင်တရား၅မျိုးဖြစ်လာတယ်မြင်တဲ့အခိုက်လေးမှာလူတိုင်းကိုယ်မျက်စိလေးနှလုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာနော်မျက်စိနှလုံးဖွင့်လိုက်လို့မျက်စိရှိမြင်လာတဲ့အရာဝတ္ထုတစ်ခုမှာမျက်စိရှိတယ်ဒါကတစ်ခုမြင်စရာအာယုံလေးကတစ်ခုအဲ့ဒီနှစ်ခုဆုံလိုက်လို့မြင်သိစိတ်လေးဖြစ်လာတာကတစ်ခုအဲ့ဒီမြင်သိစိတ်ဖြစ်လာတဲ့အခါမှာထိုမြင်သိစိတ်နဲ့အာယုံနဲ့ဆက်လက်ပြီးတော့ဆက်သွဲနေတဲ့ဖတ်တာဆိုတာတစ်ခုအဲ့ဒီဖတ်တာမှုကြောင့်စိတ်ထဲမှာဝမ်းသာတယ်ဝမ်းမသာဘူးဆိုတဲ့ခံစားချက်ကတစ်ခုလို့ဆိုအားလုံး၅ခုရှိတယ်ဟောမြင်တဲ့အခိုက်ကလေးမှာသဘာဝတရား၅မျိုးရှိတယ်အဲ့တော့တမ္မာအားဖြင့်ပြောမယ်ဆိုရင်ဒါတွေသိလို့ရောဘာအကျိုးရှိလဲစဉ်းစားဒါတွေသိသည့်အတွက်ကြောင့်ဘာအကျိုးရှိမလဲပေါ့နော်လောကတမ္မာပုဂ္ဂိုလ်တွေကတော့ဒီလိုစဉ်းစားကြည့်မယ်ပေါ့မြင်တယ်ဒါသိတော့ဘာအကျိုးရှိတော့ဆိုအင်မတန်မှကြီးမားတဲ့အကျိုးရှိတယ်ပေါ့ခါတိုင်းဟာမြင်တယ်လို့ဆိုတဲ့အပေါ်မှာနောက်ကဘာတွေဖြစ်တုံးဆိုကိုမြင်တဲ့အရာပေါ်မှာအမှန်ကိုမြင်တာမဟုတ်တော့ဘဲနဲ့အမျိုးသားကိုမြင်တယ်အမျိုးသမီးကိုမြင်တယ်လှတာကိုမြင်တယ်မလှတာကိုမြင်တယ်ဆိုပြီးတော့အတွေးတွေရဲ့နောက်မှာဘာတွေလာတော့ဆိုရင်လောဘတွေလာတယ်ဒေါသတွေလာတယ်ဒါတွေလာကုန်တာပေါ့အဲ့ဒီလောဘဒေါသဆိုတာတွေဟာလူရဲ့စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့အရာတွေကြီးပဲအကောင်လှတာပတာကိုကြည့်လိုက်လို့စိတ်ထဲမှာလိုချင်စိတ်တွေများပြားလာပြီဆိုလို့ရှိရင်လောဘတွေဖြစ်တယ်မလှမပတာတွေမြင်လို့စိတ်ထဲမှာမုန်းတီးရွံရှားလာတယ်ဆိုရင်ဒေါသတွေဖြစ်တယ်ပေါ့အဲ့ဒီလောဘဒေါသတွေဟာလူတွေရဲ့စိတ်ကို
လွှမ်းမိုးလာပြီဆိုရင်စိတ်ဟာနော်ဒီအညစ်အကြေးတွေတဲ့ရောက်ရှိပြီးတော့သွားတယ်ပေါ့အဲ့ဒီလောဘဒေါသလွှမ်းမိုးနေတဲ့အချိန်မှာလူတယောက်ဟာသိဆုံးသွားမယ်ဆိုလို့ရှိရင်အပင်ငရဲကိုကြာသွားနိုင်တယ်ဒီလိုဆိုတာနော်အဲ့တော့စိတ်ဟာဖြူစင်းနေတဲ့အချိန်မှာဆိုရင်ကောင်းတဲ့ဘုံကိုရောက်နိုင်ပြီမဲ့လို့ညှဉ်းနှွမ်းနေတဲ့အချိန်မှာဆိုရင်ကောင်းရာဘုံကိုမရောက်နိုင်ကြဘူးတဲ့အဲ့ဒီမဖြစ်အောင်လို့တရားတွေကိုသိရှိနားလည်ထားပြီဆိုလို့ရှိရင်တော့ဒီခေါဏကပြောတဲ့လောဘဆိုတာလည်းမလာတော့ဘူးဒေါသဆိုတာလည်းမလာဘူးအမှန်မသိမှုမောဟဆိုတာလည်းမလာဘူးမလာသည့်အတွက်ကြောင့်လူစိတ်ထဲမှာအညစ်အကြေးတွေဆိုတာမရတော့ဘူးပေါ့အဲ့ဒီအညစ်အကြေးတွေကနေလွတ်မြောက်သွားတဲ့စိတ်ကိုရရှိလာနိုင်တယ်တဲ့ဒါကြောင့်မို့သဘာဝတရားတစ်ခုဒီဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်မယ်ဆိုရင်တခြားဟာရှုเสียမလိုဘူးမျက်စိနဲ့အဆင်းအာရုံကိုမြင်တဲ့အခိုက်မှာဆင်ញင်သုံးသပ်ကြည့်လိုက်မျက်စိဆိုတာရှိတယ်အဆင်းအာရုံဆိုတာရှိတယ်ဒီနှစ်ခုလုံးဟာအာယုံကိုသိနိုင်တဲ့သဘောတွေမဟုတ်သည့်အတွက်ကြောင့်ရုပ်တရားတသက်မြတာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအဲ့ဒီမျက်စိနဲ့အဆင်းဆုံးလိုက်သည့်အတွက်ကြောင့်မြင်သိစိတ်ဖြစ်လာတယ်အဲ့ဒီမြင်သိစိတ်လေးကလည်းအာယုံကိုသိတာနန္တရားတသက်ဖြစ်တယ်ပေါ့အဲ့ဒီမြင်သိစိတ်ပေါ်လာတဲ့အခါကျတော့အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တလားလေးလေးဖတ်တပစ္စယဝေဒနာလို့ဆိုပြီးနောက်ကခံစားတဲ့အာယုံရဲ့အရာတာကိုကောင်းတယ်မကောင်းမှုခံစားတဲ့ဒီဝေဒနာတရားဟာဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုအမှန်သိလို့ရှိရင်ခုနကပြောတဲ့လောဘဆိုတာမလာဘူးဒေါသဆိုတာမလာဘူးအဲ့ဒီလောဘဒေါသခင်းသွားတာနဲ့တပြိုင်နက်အဲ့ဒီအခိုက်ကလေးမှာဆိုလို့ရှိရင်တည်ငါဝိမု ക്തി လို့ခေါ်တယ်အဲ့ဒီအချိန်လေးမှာကိုယ်မှာလောဘကလွတ်သွားတယ်ဒေါသကလွတ်သွားတယ်အဲ့ဒီလွတ်မြောက်သွားတဲ့အချိန်လေးဟာအမတ္တမတန်ဖိုးရှိတဲ့အချိန်လေးလို့ပြောတာလူဘဝရောက်တဲ့အခိုက်ကလေးမှာဒီလိုစိတ်ရဲ့အညစ်အကြေးတွေကလွတ်မြောက်ဖို့လွတ်မြောက်ခွင့်ရနိုင်တယ်ဆိုဗျာဟောမှသိရတာဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအတိလေးရအောင်မြင်ခိုက်မှလည်းပဲရှုနိုင်ရမယ်ကြားတဲ့အခိုက်မှလည်းပဲထို့တူပဲရှုနိုင်ရမယ်နာနဲ့အနံ့ရတဲ့အခိုက်မှလည်းရှုနိုင်ရမယ်သမင်းစားလို့လျာနဲ့အရသာထိတဲ့သိတဲ့အခါမှလည်းရှုနိုင်ရမယ်ခန္ဓာကိုယ်ကိုတစ်ခုနဲ့ထိလို့သိတဲ့အခါမှလည်းပဲရှုနိုင်ရမယ်တဲ့နောက်ဆုံးမှာစိတ်ထဲကကြံတွေးပြီးတော့သိတဲ့အခါမျိုးမှလည်းပဲရှုနိုင်ရမယ်လို့ဒီလိုပြောတာเนาะအဲ့ဒါဟာနားဆိုင်ပြီးတော့နားထောင်လို့ရှိရင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေအတိုင်းမိမိအတွက်တဘဝလုံးတသံတရားလုံးအကျိုးရှိပြီးတော့သွားနိုင်အဲ့တော့ဒီနေ့ခေတ်မှာတရားဓမ္မတွေကိုအားထုတ်ကြတယ်တရားအားထုတ်တဲ့အခါမှာသမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ဆိုပြီးတော့ကျင့်စဉ်နှစ်ခုရှိ technique ခေါ်တာပေါ့ကမ္မထံဘာဝနာရဲ့ technique နှစ်မျိုးရှိတယ်ပေါ့အဲ့ဒီနှစ်မျိုးကိုခွဲခြားခြားသိထားဖို့လိုတယ်ပေါ့သမထကျင့်စဉ်ဆိုတာဘယ်လိုဟာကိုပြောတာလဲလို့ဆိုရင်ကိုယ်စိတ်လေးကိုအာယုံတစ်ခုပေါ်မှာတည်ငြိမ်အောင်ကြိုးစားတာတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားတာတည်ငြိမ်အောင်ထားတဲ့နည်းစနစ်ပါဒါသမထကျင့်စဉ်လို့ခေါ်တယ်သမထတမာတိရဖို့အတွက်အဓိကထားပြီးတော့အထောက်ရတဲ့ကျင့်စဉ်တစ်မျိုးဖြစ်တယ်ပေါ့ဥပမာမဲ့မိမိတဏ္ဍာမှာ24နာရီလုံးလုံးရှူသွင်းရှိုက်ထုတ်နေတဲ့ထွက်လေဝင်လေလေးကိုအာယုံပြုတ်ပြီးတော့ထိတဲ့နေရာလေးမှာအာယုံစိုက်ထားပြီးဒီထွက်လေဝင်လေလေးကိုရှုနေမယ်ဆိုလို့ရှိရင်စိတ်ကလေးဟာဒီအာယုံလေးပေါ်ကနေတခြားမပြောင်းတော့ပဲနဲ့နောက်ဆုံးဒီအာယုံလေးဟာနမိတ်လို့ခေါ်တဲ့ပုံသဏ္ဍာန်တစ်မျိုးလေးပေါ်ထွန်းလာတတ်တယ်ဆိုပါစို့ထွက်လေဝင်လေရှုနေတဲ့အချိန်လေးမှာစိတ်လေးငြိမ်သွားလို့ရှိရင်ထွက်လေဝင်လေလေးဟာမိဂုဒန်းလေးလို့မြင်ရတာရှိတယ်အလင်းရောင်ဒန်းလေးလို့မြင်ရတာရှိတယ်ပလဲသွယ်လေးလို့ခံစားရတာရှိအဲ့ဒါလို့မြင်လာပြီဆိုရင်အင်တန်တန်ဖိုးရှိတဲ့နမိတ်တစ်ခုကိုယ်တဏ္ဍာမှာပေါ်လာတယ်လို့ပြောရတယ်
အဲ့ဒီနမိတ်ပေါ်မှာဆက်လက်ပြီးတော့စိတ်ကိုတည်ငြိမ်အောင်လုပ်လို့ရှိရင်ပထမဇန်လို့ခေါ်တယ်ဇန်အဆင့်တမာတိကျင့်စဉ်တစ်ခုအောင်မြင်မြင်ရလာနိုင်တယ်ပေါ့အဲ့ဒီဇန်ရလာပြီးဒီဇန်နဲ့ပဲခိုင်ခိုင်မာမာဇန်ရလာပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တယောက်ဟာဒီရှေ့ဆက်မကျင့်တဲ့အောင်တော့ဒီဇန်မလျှောဘူးဒီဇန်ဟာတည်မြဲလာပြီးအချိန်မြေဝင်စားလို့ရလာတဲ့ဇန်ခိုင်မာလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဇန်ကုသိုလ်ကြောင့်ကျန်တဲ့ဒါနကောင်းမှုသီလကောင်းမှုဆိုတဲ့ဒီကောင်းမှုတွေရဲ့အကျိုးတွေကိုဖြတ်ကျော်ပြီးတော့ဇန်ကုသိုလ်ကြောင့်သိလို့ရှိရင်သူကဗြဟ္မပြည်မှာရောက်ပြီးကဘာချီပြီးတော့အသက်ရှိတဲ့ဘဝရတယ်ပေါ့ဒါကဇန်ကုသိုလ်နော်သမထကျင့်စဉ်နဲ့ကျင့်လို့ရှိရင်အဲ့ဒါမျိုးကိုခေါ်တယ်ဒီကနေ့ဗမာပြည်မှာတော့ပရိလေးစိတ်ထားကိုပဲသမထတို့မန္တန်ရွတ်နေတာတို့သမထတို့ပြောနေတာနော်အဲ့တော့တကယ်ကိုသမထကျင့်စဉ်ကိုပေါ့ရောက်အောင်မြင်မြင်ကျင့်လို့ရှိရင်နံပါတ်အရေးအတွက်တွေလှုပ်ဖို့မလိုပါဘူးပရိစိတ်ထားပဲ7400တို့ဘာတို့ဒီလိုအရေးအတွက်တွေနဲ့လှုပ်တာဟာမန္တရတွေရဲ့အတွေးခေါ်နေတာဖြစ်တယ်ပေါ့အဲ့ဒါတွေနဲ့အတွေးခေါ်တွေနဲ့လှုပ်တာမဟုတ်ဘဲနဲ့စိတ်တည်ငြိမ်မှုတမာတိဖြစ်အောင်ကြိုးစားအထောက်မဲ့ဆိုရင်တမာတိကနေဇန်အဆင့်ရောက်လာပြီဆိုရင်သိရင်ဗြဟ္မပြည်ထီအောင်ရောက်နိုင်တယ်ပေါ့အဲ့ဒီကနေပြီးတော့သမထကျင့်စဉ်ကနေပြီးတော့ဝိပဿနာကိုပြောင်းလိုက်မယ်ဆိုရင်တော့သူကမက်ဖို့ထီအောင်ရောက်တယ်ကဲတော့ပြောင်းပြီဆိုရင်ဘယ်လိုပြောင်းတာလဲလို့ဆိုရင်ခုနကတမာတိစိတ်ကလေးဟာအာယုံလေးတစ်ခုပေါ်မှာတမာတိစိတ်နဲ့တည်ငြိမ်စွာထားပြီးဘာတွေ့တုံးဆိုတမာတိရဲ့အာယုံကတစ်ခုအဲ့ဒီအာယုံပေါ်မှာဖြစ်ပေါ်နေတဲ့စိတ်အစဉ်ကတစ်ခုနှစ်ခုရှိလာတယ်အဲ့ဒီဖြစ်ပေါ်နေတဲ့စိတ်အစဉ်ကိုဉာဏ်ထဲမှာထင်ရှားနေတဲ့စိတ်အစဉ်ပီတိဖြစ်နေရင်ပီတိနော်တွေးတောနေတာဆိုရင်တွေးတောနေမှုဆင်ញင်နေတာဆိုရင်ဆင်ញင်မှုစိတ်ချမ်းသာနေတာဆိုရင်ချမ်းသာမှုတည်ငြိမ်တာဆိုရင်တည်ငြိမ်မှုအာယုံပြုတ်ပြီးတော့ရှုလိုက်ပြီးဆိုတဲ့အခါကျရင်ဝိပဿနာလမ်းကြောင်းပေါ်တက်သွားပြန်ရောသူဝိပဿနာပဲခူးတယ်လို့ခေါ်တယ်အဲ့ဒီတမာတိရပြီးတော့တည်ငြိမ်လာတဲ့သဘာဝတရားလေးပေါ်မှာရှုလိုက်ရင်တမာတိကိုရှုတယ်လို့ခေါ်တယ်ပီတိဖြစ်နေတာကိုကြည့်လို့ရှိရင်ပီတိကိုရှုတယ်လို့ခေါ်တယ်အဲ့ဒီဝိပဿနာလမ်းကြောင်းပေါ်တက်ပြီဆိုရင်ပထမသဘာဝလက္ခဏာကိုရှုပြီးတော့တက်ရတယ်သဘာဝလက္ခဏာဆိုတာဝိတက်ဆိုတဲ့တွေးတောကြံစည်မှုဟာတွေးတောစိတ်ကိုအာယုံပေါ်မှာတင်ပေးတဲ့သဘောရှိတယ်ဒါသူ့ရဲ့သဘာဝဝိစာရဆိုတာအာယုံနဲ့စိတ်နဲ့ကြွာမသွားအောင်ထိန်းထားတဲ့သဘောရှိတယ်ဒါသူ့ရဲ့သဘာဝပီတိဆိုတာစိတ်ထဲမှာကျဉ်းနှံ့နေတဲ့သဘောရှိတယ်အဲ့ဒါဟာပီတိရဲ့သဘာဝဒုက္ခဆိုတာကိုယ်ရောစိတ်ပါတသိမ့်သိမ့်နဲ့အေးချမ်းမှုကိုပေးနိုင်တဲ့သဘောရှိတယ်ဒါကဒုက္ခရဲ့သဘာဝဧကဂတဆိုတာအာယုံလေးတစ်ခုပေါ်မှာစိတ်ဟာတည်ငြိမ်ပြီးတော့နေသွားတယ်ဒါကဧကဂတရဲ့သဘာဝအဲ့ဒီသဘာဝလေးတွေကိုကြည့်ပြီးတော့ရှုနိုင်ပြီဆိုရင်ဒါသဘာဝလက္ခဏာကိုမြင်တယ်လို့ခေါ်တယ်သဘာဝလက္ခဏာမြင်တဲ့အချိန်မှာဘာဉာဏ်နေရုပ်နဲ့နာနဲ့ကွဲပြားတဲ့ပြိစေတာဉာဏ်ကိုရတယ်အကြောင်းတရားကိုဆင်ញင်နိုင်လာပြီဆိုရင်ပစ္စယပရိက္ခဉာဏ်ကိုရတယ်နာမရူပဉာဏ်နဲ့နာမရူပပြိစေတာပရိက္ခဉာဏ်ကိုကူးပြောင်းပြီးတော့ရရှိသွားပြီဆိုလို့ရှိရင်ဝိပဿနာလမ်းကြောင်းဟာအခြေခံမိသွားပြီလို့ဒီလိုပြောတာနော်သမထကနေဝိပဿနာကူးပြောင်းတဲ့နည်းစနစ်ပေါ့အဲ့ဒါလို့ကူးလိုက်တဲ့အခါမှာရှေ့ဆက်ပြီးတော့ဘာတွေကျင့်သွားတော့ဆိုရင်ဒီပိဋိရဲ့သဘာဝတွေဝိတက်ရဲ့သဘာဝတွေဝိสารရဲ့သဘာဝတွေဒုက္ခရဲ့သဘာဝတွေဧကဂတရဲ့သဘာဝတွေကိုဆက်လက်ပြီးတော့ကြည်ရင်နဲ့ဘာတွေဖြစ်လာတော့ဆိုနှစ်သက်မှုဆိုတာလေးဖြစ်ပြီးတော့ပျောက်သွားတာကိုတွေ့ရတယ်ဖြစ်တာကိုလည်းတွေ့ရတယ်ပျောက်သွားတာကိုလည်းတွေ့တယ်ချမ်းသာဆိုတာလည်းပဲစိတ်ထဲမှာချမ်းသာဖြစ်ပေါ်လာတာလည်းတွေ့ရတယ်ပျောက်သွားတာလည်းတွေ့ရတယ်အာယုန်နဲ့စိတ်ကိုဆုံပေးတတ်တဲ့ဝိတက်ဆိုရင်လည်းဆုံပေးမှုဖြစ်လာတာကိုလည်းတွေ့ရတယ်ပျောက်သွားတာကိုလည်းတွေ့ရတယ်အဲ့ဒါလို့ဖြစ်မှုပြက်မှုလေးတွေကိုရှုဆင်ញင်နှိုင်းလာပြီးဆိုရင်ဒါတာမညလက္ခဏာလို့ခေါ်တဲ့အများဆိုင်တဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့အနိစ္စလက္ခဏာကိုရှုမြင်ခြင်းပဲဖြစ်တယ်ပေါ့
အဲ့ဒါလို့အိဋ္ဌလက္ခဏာကိုရှုမြင်နိုင်လာပြီဆိုတဲ့အခါဒါကိုပဲဆက်လက်ရှုတဲ့အခါဖြစ်ခိုက်ကလေးတွေမြင်လာပြီပြက်တဲ့အခိုက်ကလေးတွေမြင်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာနော်တဘာဝလက္ခဏာကိုဒီတဘာဝလက္ခဏာကိုကျော်လင်ပြီးတော့တာမညလက္ခဏာလို့ဆိုတဲ့အနိစ္စသဘောတရားကိုပိုင်ပိုင်နိုင်နိုင်ကြီးသိရှိပြီးတော့သွားလာတယ်ဥရိယဘယဉာဏ်လို့ဆိုတဲ့ဉာဏ်ကိုရရှိသွားတယ်ပေါ့အဲ့ဒီကနေပြီးတော့ဥရိယဘယဉာဏ်ရှင်းတန်လာပြီဆိုရင်တမာတိစွမ်းအားတွေလည်းပိုကောင်းလာတယ်တမာတိစွမ်းအားတွေပိုကောင်းလာတယ်ချမ်းသာတွေပိုများလာတယ်အသိဉာဏ်တွေပိုထက်လာတယ်အဲ့ဒီကနေရှုရင်းနဲ့ခေါဏကတဘာဝတရားတွေရဲ့အပြက်ကိုမြင်လာတော့ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒီဘင်္ဂဉာဏ်ရောက်ရင်အနိစ္စဟာလမ်းဆုံးတဲ့သဘောပဲအင်တမဒီပြက်မှုကိုပဲအာယုစိုက်လို့ရှိရင်တော့အလွန်ထက်သန်သဒ္ဒနာဉာဏ်တစ်ခုရင့်တန်တဲ့ဉာဏ်တစ်ခုရသွားပြီခုနတုန်းကသမထကျင့်စဉ်ကျင့်တော့ကတမာတိပဲရှိတယ်ဝိပဿနာကျင့်စဉ်ကျင့်လိုက်တဲ့အခါမှာဉာဏ်ကအဆင့်ဆင့်တက်လာအသိဉာဏ်တွေအဆင့်ဆင့်တက်လာတော့ကိုယ်တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်ပျက်မှုကိုမြင်လာတာနောက်ဆုံးမှာအပြက်ကိုမြင်ပြီးတဲ့အခါဘာဖြစ်လာတော့ဆိုရင်ငါတဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာကြောက်เสียကြီးပါလားလို့သိလာတယ်ဘယဉာဏ်အဲ့ဒါလို့သိလာပြီးနောက်တစ်ဆက်ထပ်ပြီးတော့အသိဉာဏ်တွေတက်လာပြန်တယ်အန္တရာယ်များလိုက်တာလို့မြင်လာတယ်ခဏဘေးရန်အန္တရာယ်တွေများလိုက်တာလို့အာရိနဝဉာဏ်စိတ်ပြည့်เสียကောင်းတယ်ခြေနှက်เสียတခုမှရှားမတွေ့ဘူးဘယ်တော့ကယုံနာပဲဖြစ်ဖြစ်ခြေနှက်เสียမရှိဘူးလို့မြင်လာတယ်နိဗ္ဗိဒဉာဏ်ဒါကြောင့်မို့ဒီယုံနာတွေကလွတ်ချင်လာတယ်မုံစိတုကမြတဉာဏ်လွတ်ရလွတ်ကြောင်းလမ်းစာကိုရှာတယ်ပဋိသင်္ခာဉာဏ်နောက်ဆုံးမှာဒီယုံနာတရားတွေနဲ့ခိုင်ခိုင်မာမာစိတ်အေးလက်အေးနဲ့ပင်ကိုဉာဏ်ဒီတဘာဝတရားစိတ်ကိုအေးထားပြီးတော့ရှုနိုင်တဲ့အသိဉာဏ်ထက်မြက်တဲ့အသိဉာဏ်တစ်ခုရလာပြီဆိုရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်။အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကန်းကူးဖို့တစ်ဖက်ကန်းရောက်လာပြီလို့ပြောတာနော်။နိဗ္ဗာန်ကိုတော့မမြင်သေးဘူးသို့တော့နိဗ္ဗာန်ကန်းဆက်ကိုရောက်လာပြီ။ဟိုဘက်ကူးဖို့ပဲကြံတော့တယ်။အဲ့တော့ဟိုဘက်ကူးဖို့ကြတော့ဒီသင်္ခါရုပ္ပခဉာဏ်ကိုပဲရှင်းတန်အောင်ကြိုးစားရင်းကနေပြီနိဗ္ဗာန်ကူးမဲ့တရားသဖွယ်ဖြစ်လာတဲ့အနုလောမဉာဏ်ဆိုတာပေါ်လာတယ်အဲ့ဒီအနုလောမဉာဏ်ဆိုတာဝိပဿနာဉာဏ်ရှင်းတန်ပြီးတော့သင်္ခါရတွေပေါ်မှာလုံးဝသဘာဝရှုမြင်သုံးသပ်ပြီးတော့သင်္ခါရတရားကိုအာယုံပြုပြီးတော့ပေါ်လာတဲ့အနုလောမဉာဏ်ပေါ်လာပြီးတဲ့နောက်မှာဝိပဿနာဉာဏ်ရဲ့အထွတ်ထိပ်ဖြစ်တဲ့ခုတ္တရဘူးလို့ခေါ်တဲ့ဉာဏ်ကြလို့ရှိရင်နိဗ္ဗာန်ကိုလှမ်းမြင်ရတဲ့အနေအထားမျိုးရောက်တယ်ပေါ့အဲ့ဒီလိုနိဗ္ဗာန်ကိုလှမ်းမြင်ရတဲ့အနေအထားရောက်ပြီးသူကအချက်ပေးလိုက်တဲ့အတိုင်းပဲလူတယောက်ဟာဘာနဲ့ဥပမာတူတော့ဆိုရင်ချိုးရန်လေးကိုဆွဲပြီးတော့ချောင်းတစ်ခုဒီဘက်ကန်းကနေဟိုဘက်ကန်းကိုလှမ်းခုန်လိုက်တယ်လို့နော်တစ်ဖက်ကန်းကိုရောက်သွားပြီးတော့အေးချမ်းတဲ့အဆင့်ကိုရောက်ပြီးကိလေသာတွေနဲ့ထူပြောနေပြီးတော့စိတ်ပူလောင်မှုတွေဟာငြိမ်းချမ်းပြီးတော့သွားတယ်အဲ့ဒါနိဗ္ဗာန်တစ်ဖက်ကန်းကိုရောက်တာပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဝိပဿနာဉာဏ်နဲ့ကူးသွားလိုက်တဲ့အခါကျတော့မှဝိပဿနာဉာဏ်ရင့်တန်သွားတာဆိုတာမက်စိတ်ဆိုတာပေါ်တယ်မက်ဆိုတာတခြားမဟုတ်ဘူးဝိပဿနာဉာဏ်ဆိုဒီမှာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီမက်ခင်၅ပါးနဲ့ဖွဲ့စည်းထားတဲ့အရာသာဖြစ်တယ်ပေါ့မက်စိတ်ဆိုတာလည်းမက်ခင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်ပေါ့ဝိပဿနာဉာဏ်အခိုက်တုံးကတစ်ခုနဲ့တစ်ခုဟာစွမ်းအားခြင်းကွဲပြားခြားနားမှုလေးတွေရှိနေတတ်သေးတယ်။မဲ့ဉာဏ်ဖြစ်သွားတဲ့အခါမှာဒီ၈ခုဟာတစ်လုံးတစ်စည်းတည်းဖြစ်သွားတယ်တစုတည်းလို့ဖြစ်သွားလို့လုံးဝထက်သန်ပြီးနိဗ္ဗာန်အာယုံတစ်ခုတည်းကိုအာယုံပြုတ်ပြီးတော့ကိုယ်တဏ္ဍာမှာတဏှာကပါလာတဲ့ပူပန်ကိုမှုကိုဖြစ်စေတတ်တဲ့ကိလေသာတွေမလေးပါဖို့လေးပါနဲ့နှိမ့်တတ်လို့နောက်ဆုံးမှာကိလေသာတွေအလုံးအဆက်ပြတ်ပြီးတော့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရရှိသွားတယ်လို့ဒါကဘုရားဘာသာရဲ့အကျင့်စဉ်တစ်ခုပဲအဲ့ဒီအကျင့်စဉ်တစ်ခုကိုရဖို့ရအတွက်နားဆိုင်ပြီးတော့ထောင်ဖို့လိုအပ်တယ်တဲ့
ဆွေးနွေးပွဲကရလာတဲ့အကျိုးအမြတ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ဆိုရင်အဲ့ဒီအဆင့်ထိအောင်ရောက်အောင်ဆွေးနွေးကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီသုတ္တံမှာဟောတာဖြစ်ပါတယ်။အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့အခုရရှိလာတဲ့ဘဝကလေးမှာနေ့စဉ်အားလတ်တဲ့အချိန်လေးမှာခက်လေဝင်လေလေးပေါ်မှာအာယုံပြုပြီးတော့သမထချင့်စဉ်တစ်ခုကိုကျင့်ပြီးတော့စိတ်ရဲ့တည်ငြိမ်မှုရရှိအောင်ကြိုးစားကြရအောင်အနောက်တိုင်းကလူတွေတောင်မှပဲเนาะ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာတဲ့အခါမှာအဲ့ဒီ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေပျောက်ဖို့ရအတွက်အိတ်ဆေးတွေတောက်ကြတာတို့เนาะစိတ်လန်းဆန်းတဲ့အရေးတွေတောက်ကြတာတို့ဒါမျိုးတွေနဲ့ဖြောပြမှုကိုလှုပ်ကြတဲ့အခါမှာအကောင်းမဖြစ်ဘဲနဲ့အဆိုးတွေပဲဖြစ်လာတယ်အကျိုးဆက်ဟာရလတ်ဟာအကောင်းမထွက်ဘူးဒါကြောင့်မို့လို့ကောင်းမြတ်တဲ့အကျိုးဆက်ကိုရဖို့အတွက်ဘာလုပ်ရမလဲလို့ဆိုရင်ဘုရားမြတ်စွာဟောကြားတဲ့ဒီတတိပဋ္ဌာန်မှာလာတဲ့သမထကျင့်စဉ်တစ်ခုကျင့်ခြင်းဝိပဿနာကျင့်စဉ်ကိုကျင့်ခြင်းဖြင့် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတန်တွေကရှောင်လွဲနိုင်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့ကိုရီးယားသွားတော့ကကိုရီးယားနိုင်ငံမှာဒီတက္ကသိုလ်တွေမှာအနောက်တိုင်းကလာပြီးတော့သင်တန်းပို့ချတယ်တဲ့ MS ဆိုတဲ့ MBSR လို့ခေါ်တယ်သူတို့အတူကောက်ခေါ်တဲ့အခါကျတော့ MBSR ဆိုတာတခြားမဟုတ်ဘူး mindfulness based stress reduction လို့ခေါ်တယ် mindfulness based ဆိုတာတတိကိုအခြေခံထားတဲ့ဒီစိတ်ဖိစီးမှုကိုလျှော့ချခြင်းလို့ဆိုတဲ့နည်းစနစ်ပဲအဲ့ဒီနည်းစနစ်ဟာဘယ်ကလာတာတော့ဆိုမြတ်ဗုဒ္ဓရဲ့တတိပဋ္ဌာန်ကျင့်စဉ်ပဲဖြစ်တယ်ပေါ့မြတ်ဗုဒ္ဓတတိပဋ္ဌာန်ကျင့်စဉ်ဟာမှာထွန်းကားဆုံးမြန်မာပြည်အမှတ်တမဲ့မနေကြပဲနဲ့ကိုယ့်ဘဝမှာနေ့စဉ်နဲ့အမျှအချိန်တွေရှိတယ်လို့တရားပြီးတော့အေးချမ်းတဲ့အချိန်လေးတစ်ခုကိုလည်းရရှိအောင်ရှာသင့်တယ်ဆိုတဲ့အကြောင်းကိုတတိပေးပြောကြားရင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တိုင်ပင်ဆွေးနွေးကြီးပွားရေးဆိုတဲ့တရားကိုဏိဂုံးချုပ်ကြမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီဆွေးနွေးတိုင်ပင်ခြင်းဖြင့်ရရှိလာတဲ့နောက်ဆုံးမိမိတို့စိတ်လေးဟာတွေ့တာမှုကင်းပြတ်ပြီးတော့လွတ်လပ်တဲ့အနေအထားမျိုးရောက်အောင်တို့တည်းဟာကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းရှိကြမှာစိတ်ချမ်းသာ၍တို့ရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားကျိုးသိမြတ်တို့လက်ဆုံးမူ၍ရှိခိုးပူဇော်ဖူးမြော်မနယောကရောချသောတက္ကိစ္စဂါရဝပနာမကုသိုလ်စေရဏဖြာဖြာတို့ကြောင့်ယနေ့ခါမှစာရေးသက်ရှိခြင်းကျမ်းမာခြင်းခေါ်အပလပြေဝခြင်းဉာဏ်ပညာကြည်ခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလည်နိုင်ကြပါစေ
Ahambandi Tidarani Nadaha Athinga Tamanagadam Ubodhatha Tilam Amaya Sami Anugahan Gadwa Tilandita Vibandi Dudiyambi Ahambandi Tidarani Nadaha Thinga Tamanagadam Ubodhatha Tilam Amaya Sami Anugahan Gadwa Tilandita Vibandi Dadiyambi Ahambandi Tidarani Nadaha Thinga Tamanagadam Ubodhatha Tilam Amaya Sami Anugahan Gadwa Tilandita Vibandi Ya Mahawadami Tamwadita Namo Tassa Bhagavato Arahato Samma Sambuddhassa Sami Dhammam Sami Sangham Sami Dudiyambi Buddham Sami Dudiyambi Dhammam Sami Dudiyambi Sangham Sami Dadiyambi Buddham Sami Dadiyambi Dhammam Sami Dadiyambi Sangham Sami Dadiyambi Buddham Sami Dadiyambi Dhammam Sami Dadiyambi Sangham Sami Rena Gamanam Paripurnam Nadi Pada Viramani Dekavaran Tamadi Yami Adi Nada Na Viramani Dekavaran Tamadi Yami Abhyama Sariya Viramani Dekavaran Tamadi Yami Wada Viramani Dekavaran Tamadi Yami Dura Miriya Misa Pamada Dhana Viramani Dekavaran Tamadi Yami Vikala Bhojana Viramani Dekavaran Tamadi Yami Nisa Khida Wadita Viduka Tattana Alagana Vidipana Dharana Mandana Vibhudana Dhana Viramani Dekavaran Tamadi Yami Osadena Mahadena Viramani Dekavaran Tamadi Yami
ဓမေတိလံနိဗ္ဗာနတပစ္စယောဟောတုတိတရဏိနသဟအထင်္ဂသမနာဂတံဥဘောဓထသီလံဓမ္မံသာရကံကတဝအပမတိနတံပါတိထာ